ဒေါ်လာရွှေအပါအဝင်ဈေးကစားသည့်နေရာများသို့ငွေကြီးများမရောက်စေရန်ဟုဆိုကာဗဟိုဘဏ်ကငွေသားထုတ်ယူမှုများကိုကန့်သတ်လိုက်ပြီးပုဂ္ဂလိကဘဏ်များတွင်ငွေသားများလိုသလောက်ထုတ်မရတော့ပြည်တွင်းစီးပွားရေးနယ်ပယ်အတွင်းအမေရိကန်ဒေါ်လာရွှေအပါအဝင်ဈေးကွက်အတွင်းဈေးကစားသည့်နေရာများသို့ငွေကြီးများမရောက်စေရန်ဟုဆိုကာစစ်တပ်လက်အောက်ခံဗဟိုဘဏ်ကငွေထုတ်မှုများကိုကန့်သတ်ရန်ညွှန်ကြားထားကြောင်း UMFCCI သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ဖေဖော်ဝါရီလ9ရက်နေ့မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင်ပြုလုပ်သောကုန်သည်များနှင့်တွေ့ဆုံပွဲတစ်ခုတွင်လည်းစစ်တပ်လက်အောက်ခံဗဟိုဘဏ်ဥက္ကဋ္ဌတန်းဆွေကဒေါ်လာရွှေအပါအဝင်ဈေးကစားသည့်ဈေးကွက်များအတွင်းသို့ကျပ်ငွေများထုတ်ယူရင်းနှီးမြှုပ်နှံခြင်းကိုအားမပေးကြောင်းထို့ကြောင့်ငွေသားထုတ်ယူမှုများကိုထိန်းချုပ်လျက်ရှိကြောင်းထုတ်ဖော်ပြောဆိုခဲ့သည် UMFCCI သတင်းရင်းမြစ်ကကုန်သည်များနှင့်ပွဲရုံများကယခုရက်ပိုင်းအတွင်းငွေထုတ်ယူရာတွင်အကန့်အသတ်များဖြင့်ဘဏ်များကဆောင်ရွက်လာသဖြင့်လုပ်ငန်းများလှုပ်ဆောင်ရာတွင်အခက်အခဲများကြုံတွေ့နေရသည်ဟုကုန်သည်စက်မှုအသင်းချုပ်ထံသို့အသိပေးလာပြီးညှိနှိုင်းဖြေရှင်းပေးရန်မေတ္တာရပ်ခံမှုများရှိနေကြောင်းသိရှိရသည်အခုကပဲနန်းရာသီဖြစ်တော့ငွေထုတ်တဲ့ကိစ္စတွေထုတ်မရလို့ UMFCCIC ကိုအကူအညီတောင်းပါတဲ့ case တွေအများကြီးပဲဟု UMFCCI သတင်းရင်းမြစ်ကပြောဆိုသည်ရန်ကုန်အခြေစိုက်ကုန်သည်များငွေထုတ်သူများကဖေဖော်ဝါရီလပထမအပတ်အတွင်းပုဂ္ဂလိကဘဏ်များတွင်ငွေထုတ်ယူမှုများကိုကန့်သတ်မှုများကြုံတွေ့ခဲ့ရပြီးငွေများကိုလိုသလောက်ထုတ်မပေးတော့ဘဲအကန့်အသတ်ဖြင့်သာထုတ်ပေးမှုများကြုံနေကြောင်းရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ဆက်သွယ်ပြောဆိုကြသည်မနေ့ကလေတန်း KBZ ဘဏ်မှာသိန်းလေးလအသွားထုတ်တာကိုသိန်း50ပဲထုတ်ပေးပါတယ်အဲ့ဒါနဲ့မြေနီကုန်း KBZ ဘဏ်မှာထပ်ထုတ်လို့ရမလားဆိုပြီးထပ်သွားထုတ်တော့တစ်ကြိမ်ပဲထုတ်ခွင့်ရှိမယ်ဆိုပြီးငွေပေးမထုတ်ဘူးဘာလို့ထုတ်မပေးတာလဲမေးတော့ငွေသားလက်ကျန်နည်းနေလို့ပဲပြောတယ်ငွေလွှဲတာနဲ့ KP ကတော့ဘာမှကန့်သက်ချက်မရှိဘူးအဓိကငွေသားထုတ်တာကိုထုတ်မပေးတာဟုကမာရွတ်မြို့နယ်တွင်စတိုးဆိုင်နေကလေးပစ္စည်းအွန်လိုင်းအယောင်းဝယ်လုပ်နေသောစိုင်ပိုင်ရှင်တူကရှင်းပြသည်အခြားသောအရာဝတီဘဏ်ယူမဘဏ်နှင့်မြန်မာရှစ်ဆောင်ဘဏ်တို့တွင်လည်းငွေသားထုတ်ယူမှုများကိုအကန့်အသတ်များနှင့်စီကန့်ချက်များစွာရှိလာနေကြောင်းငွေထုတ်ယူနေသောပြည်သူများကပြောဆိုကြသည်ပုဂ္ဂလိကဘဏ်များကငွေသားများအကန့်အသတ်ဖြင့်ထုတ်ပေးမှုများကိုအကြောင်းပြရာတွင်ကျပ်ငွေမရှိတော့ခြင်းငွေလက်ကျန်နည်းနေခြင်းစသည့်အကြောင်းမျိုးစုံပြခဲ့ကြတော့လေဗဟိုဘဏ်ကငွေသားထုတ်ယူမှုကန့်သတ်ထိုင်ထားကြောင်းညွှန်ကြားချက်ထုတ်ထားကြောင်းထုတ်ဖော်ပြောဆိုမှုမပြုလို့သိရှိရသည်UMFCCI သတင်းရင်းမြစ်ကပြည်တွင်းလုပ်ငန်းရှင်များအနေနဲ့လောက်ခလစာပေးတာတယ်၎င်းငွေချေမှုများလှုပ်ဆောင်ရတယ်၎င်းအွန်လိုင်းဘဏ်စနစ်ကိုအဓိကအသုံးပြုရန်ဗဟိုဘဏ်ညွှန်ကြားချက်ကိုလိုက်နာကြရန်အသိပညာပေးမှုများတောက်လျှောက်လှုပ်ဆောင်နေကြောင်း UMFCCI နှင့်ဗဟိုဘဏ်အကြားတွင်လည်းအမြဲတမ်းမပြတ်ထိတွေ့ဆက်ဆံမှုများရှိနေကြောင်းပြောဆိုသည်